မင်္ဂလာပါ Facebook ဓမ္မမိတ်ဆွေများ Facebook မိတ်ဆွေများဒီမနေ့ကျွန်တော်တို့ဒီတမန်ကျမ်းစာမှာတွေ့ရတဲ့ဒီအမတန်မှထူးချွန်တဲ့ထက်မြက်တဲ့ရဲရင်နဲ့တတ်သိရှိတဲ့အမျိုးသမီးများအကြောင်းကျွန်တော်တို့ဒီအပိုင်းရှိရောက်ပြီဖြစ်ပါတယ်နှစ်ပတ်လောက်သုံးပတ်နေပါသုံးပတ်လောက်ထင်တယ်ကျွန်တော်တို့ဒီအဆက်ပြတ်သွားတယ်ခီးသွားနေရတာမလို့အဆင်မပြေတဲ့အတွက်ကြောင့်ကျွန်တော်အဆက်ပြတ်သွားတာဖြစ်ပါတယ်ဒီမနေ့ပြန်ပြီးတော့စိတ်ရောက်အခန်းရှိအပိုင်းရှိကျွန်တော်ရောက်ပါပြီဒီမနေ့ကျွန်တော်မဒမ်မာထက်မြက်တဲ့နောက်ရဲရင်နဲ့အမဒမ်မာစိတ်ခိုင်နေပေါ့နော်စိတ်လည်းတော်တော်လေးခိုင်နေတော်တော်လေးစိတ်ခိုင်နေတော်တော်လေးပြတ်သားတဲ့ဒီအမျိုးသမီးနှစ်ယောက်အကြောင်းကျွန်တော်ပြောရအောင်ကျွန်တော်ရူတာဝတ္ထုထဲမှာတွေ့ရတဲ့ဒီနော်မီနဲ့ရူတာအကြောင်းပဲဖြစ်ပါတယ်ဆိုတော့နော်မီနဲ့ရူတာဒီရောက်ခမညောက်ကတော့နှစ်ယောက်စလုံးမုတ်ဆိုးမှဖြစ်ပါတယ်ဖြစ်ချင်တော့ရူတာကဒီအီတီလာလူမျိုးတွေမနာမအထင်သေးပြီးတော့မနာမယွန်ရှာတဲ့ဒီမောဘလူမျိုးကြားထဲကမောဘလူမျိုးဖြစ်နေတယ်ဒီမောဘလူမျိုးဆိုတာကတကယ်တော့ဒီအီတီလာလူမျိုးတွေကတော်တော်လေးနှိမ်တယ်တော်တော်လေးသူတို့ကိုနှိမ်နေတော်လေးယွန်တဲ့အပိုင်းမှာရှိတယ်ဒီဒါပေမဲ့ဒီနော်မီနဲ့မိသားစုကဒီမောဘပြေမှာတွားပြီးတော့ခဏအခြေချတယ်ဒါပေမဲ့ဖြစ်ချင်တော့ဒီတယောက်ပြီးတယောက်ဆုံးသွားတော့ဒီခဏပြေကိုသူပြန်လာရတယ်ပေါ့နော်ပြန်လာတဲ့အခါမှာနော်မီကတော့သူတယောက်တည်းပြန်လာဖို့ပေါ့ဒါပေမဲ့သူရောက်ခမသူချွေးမဖြစ်တဲ့ရူတာကတော့လုံးဝမကွာဘူးပေါ့နော်ဒီလုံးဝဒီရောက်ခမကြီးဖြစ်တဲ့နော်မီနဲ့ပဲအတူနေမယ်တွားလေးရတွားမယ်အကုန်လုံးသူဆုံးဖြတ်ပြီးသားအကုန်လုံးပိုင်းဖြတ်ပြီးတော့လိုက်လာတယ်တကယ်လေဒီရူတာဝတ္ထုကိုတွေ့တဲ့အခါမှာဒီမုတ်ဆိုးမနှစ်ယောက်ပေါ့နော်နော်မနဲ့နော်မီနဲ့ရူတာကတော်တော်လေးရုန်းကန်ရတယ်ဘာကြောင့်လဲဆိုတော့တော်တော်ကြာသူ့ရဲ့နေရက်ကိုစွန့်ခွာခဲ့တာ哦ပိုင်ဆိုင်မှုလည်းမရှိနောက်ဆုံးရလို့ရတယ်သူများချန်ထားခဲ့တဲ့အရာတွေပေါ်မှာပဲနှီးခိုးပြီးတော့သူတို့ဒါအသက်ဆက်ရတယ်ပေါ့နော်ဆိုတော့သူတို့တွားပြီးတော့ဒီအလုတ်သွားလုတ်တဲ့နေရာကရူတာရဲ့အလုတ်သွားလုတ်တဲ့နေရာကဘောဇဆိုတဲ့တတိကြီးဒါနော်မီရဲ့အမျိုးသားတို့နဲ့ဆွေမျိုးမကင်းမှုတဲ့ဘောဇဖြစ်တယ်တတိကြီးပေါ့နော်အဲ့ဒီတတိကြီးမှာသွားလုတ်တယ်ဆိုတော့ရူတာကမနာမချစ်စရာကောင်းတယ်မနာမလည်းအလုတ်ကြိုးစားတယ်အမတန်မှဒါသူ့ရဲ့လုံရည်ကန်ရည်သူ့ရဲ့စိတ်တက်ဒါတွေဟာအမတန်မှသဘောကျစရာကောင်းတဲ့အခါမှာဘောဇာလည်းတတိထားမိတယ်လူတွေကလည်းတတိထားမိတယ်ရူတာဝတ္ထုအခန်းကြီး3ကိုဖတ်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့တမျိုးလုံးတရွာလုံးကဒီရူတာကိုတိကြတယ်အမတန်မှဒီဘယ်လိုပြောမလဲသူရောက်ခမကိုလိုက်တာတဲ့အကြောင်းပဲဖြစ်ဖြစ်တော့နောက်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အလုပ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်လူတွေနဲ့ပေါင်းတဲ့ဆက်ဆံတဲ့နေရာမှာပဲဖြစ်ဖြစ်သူ့ရဲ့တည်င်းကမွေးနေတာပေါ့နော်သူ့တည်င်းကတော်တော်လေးမွေးတဲ့သဘောမှရှိတယ်ဘောဇလည်းမျက်စိကြတဲ့သဘောမှရှိတယ်ဆိုတော့နောက်ဆုံးဒီမျိုးသမီးနှစ်ယောက်ကဒါစွန့်စားမှုကြီးတခုသူတို့ကလှုပ်လာတယ်
ဆိုအခန်းကြီး3မှာတွေ့တဲ့အခါမှာအခန်းကြီး3မှာဒီ Normie ကလည်းအသက်ကြီးလာတယ်သူချွေးမလည်းဒါရုပ်အရွယ်တင်နှုံးနေမှာပေါ့ဆိုတော့အခန်းကြီး3မှာသူဘာပြောလဲဆိုတော့ဒါငါသမီးတဲ့တကယ်တော့ဒီချိန်တော့မင်းအတွက် permanent home ပေါ့နော် permanent home မင်းအတွက်ဒီခိုးလုံးစရာမင်းခိုးလုံးစရာနေရာရှာဖို့ငါမှာတောင်းရှိတယ်အချိန်တန်ပြီအချိန်သိပြီငါရှာပေးရမှာပေါ့မင်းကငါရှာပေးရမယ်အချိန်တန်ပြီit's time that I found a permanent home မင်းအတွက်ခိုးလုံးစရာမင်းအားကိုးစရာနေရာဒီဒါအရေးတစ်ခုတော့ငါရှာပေးဖို့တောင်းရှိတယ်ငါရှာပေးရမယ်ဒါငါမှတောင်းရှိတယ်အချိန်လဲတန်နေပြီပေါ့နော်ဆိုတော့ဘသူစီမှာသူသွားလွတ်တယ်လဲဆိုတော့ဒီဘောဇာစီမှာဒီနောမြလည်းအရေးကဲခတ်တာတော်ရာနီမှာပေါ့ဒါအရေးခဲတော်လေးအရေးကဲခတ်တာတော်တော်လေးလဲတော်ရာဖြစ်မှာပေါ့ဒါ risk လုပ်ရမယ်စွန့်စားရမယ်အလုပ်ဆိုတာကဒါအရေးကဲခတ်တာတော်မှလဲရမှာဟုတ်ဥမာကျွန်တော်ဒီလူပြူတော်ကအပြူတွေကိုသဘောကျတယ်ချစ်တယ်ကြိုက်တယ်ဆိုတော့တေးကြတယ်ဒီကျွန်တော်ကြိုက်တဲ့ကောင်မလေးတွေရဲ့အမေကတော့ချစ်ချင်းသိတာပေါ့ဒီကောင်လေးကတော့ငါသမီးနာမှာတဝဲလဲနေပြီဟလာဒါဒီငါသမီးတို့ဒီတယောက်ကသဘောကျတယ်ငါသမီးနာမှာတော့ကတ်နေပြီဆိုဒါအရေးကဲတော့ဒီအထူးဖြင့်အမေတွေကအရန်သိတာပေါ့နော်အရေးကဲခတ်တာတော်လေးသိတယ်ဆိုတော့ဒီနေရာမှာလည်းပဲ Normie ရဲ့အရေးကဲခတ်မှုကျွမ်းကျင်မှုကကျွန်တော်ကဒါခက်မှန်းလို့ရတယ်ခက်မှန်းလို့ရတာပဲမဟုတ်ပါဘူးဒါသိကြတယ်ဒါသူသိတယ်သူသိနေတယ်ဆိုတော့နောက်ဆုံးသူ risk လုပ်ရမယ့်ခါမှာသူဘာပြောလဲဆိုတော့မင်းဒီကကောင်းလေးတန်တရှင်းလေးလုပ်ပါနေပါနောက်စီလေးလိမ့်မှာစသဖြင့်ပေါ့နော်ဒါကြောင့်ဒီမှာဘာပြောလဲ take a bath ရေချိုးပါနောက်နှစ်သားစီဒီလိမ့်မှာနောက်အကောင်းဆုံးသောအဝတ်အစားကိုဝတ်ပါပေါ့နော်ဆိုတော့ဒါတွေနဲ့ပြင်ဆင်ပြီးတော့ဒီညဘောဇာစီမှာတော့ပါဒီညသူအောင်ပွဲခံလိုက်မယ်ပေါ့ကောက်ရိတ်သိမ်းတဲ့အောင်ပွဲခံလိုက်မယ်သူတို့ကဒီပြပြပပနေကြမယ်ဆိုတော့အဲ့ဒီလေသူ့ရဲ့ယာမှာသွားပါသူတို့တောက်တာကတာစားတာပြီးသွားတဲ့အချိန်တင်းကသမီးစောင့်ပြီးမှဘောဇာရဲ့အခန်းထဲကိုဝင်ပြီးတော့အသားလေးအိပ်ပါတဲ့နော်သူဘယ်နေရာမှာအိပ်တယ်လဲပေါ့နော် be sure to notice where he lies down ဘယ်နေရာမှာသူအိပ်တယ်အိပ်ဆက်နားယူတယ်ဆိုတော့သိချအောင်ကြည့်သိအောင်နေပြီးမှသူ့နားမှာကပ်ပြီးတော့အသားလေးနောက်ဆောင်းကိုမပြီးတော့အသားလေးသူ့နားမှာအိပ်ပါတဲ့ပြီးရင်သူဘာလှုပ်ရှားရှိတာသူပြောလိုက်မယ်ရူတာလည်းတကယ်လှုပ်ခဲ့တယ်တကယ်လည်းလှုပ်တယ်အဲ့ဒီကြမှာဘောဇာကသူတတိယတဲ့အချိန်ကြမှာသူ့နားမှာအမှန်မှချစ်စရာကောင်းတဲ့အမှန်မှနတာမွေးနဲ့ချစ်ဆွဲဆောင်စရာကောင်းတဲ့အမျိုးသမီးအိတ်တယ်ဆိုတာသူသိတဲ့အခါမှာသူတော်တော်လေးလက်ဖြတ်သွားတာပေါ့နော်ဆိုတော့ he was surprised သူနားမှာသူ့ချီရဲမှာအမျိုးသမီးတယောက်လဲလျောင်းနေတယ်အိတ်နေတယ်ဆိုတာတွေ့တဲ့အခါမှာသူအံ့ဩသွားတယ်ပေါ့နော်ဆိုတော့မင်းဘယ်သူလဲတဲ့ငါကျွန်မတခြားမဟုတ်ပါဘူးအရှင်ရဲ့ကျွန်မ
Ruta ဖြစ်ပါတယ်အဲ့ဒါနဲ့ Ruta ဘာပြောလဲဆိုတော့ကျေးဇူးပြု၍ကျမကိုအဝတ်နဲ့ဖုံးပါပေါ့နော် cover over me spread the corner of your covering over me for you are my family redeemer ငါကျမတို့အမျိုးကိုရွေးပိုင်တဲ့ရွေးနှုတ်မနိုင်တဲ့အမျိုးဖြစ်တဲ့အတွက်ကြောင့်ကျမကိုလည်းလုံအောင်ခြုံပေးပါတဲ့ကျမကိုလုံအောင်ခြုံပေးပါတဲ့ဆိုတော့ဒီနေရာမှာပြောချင်တာကရုတဆိုတာမောဘလူမျိုးနောက်သူအမျိုးသားကဘောဇသူရဲ့မျိုးဆက်တွေကဘယ်သူတွေဖြစ်လဲဆိုဂျယ်စီအနွယ်နောက်ဒါဝိဒ်မင်းကြီးနောက်သူရဲ့အနွယ်ကနေဆင်းသက်လာတာရှမသက်ခန်းကြီး1မှာဒီမာရိရဲ့ဆွေစင်မျိုးဆက်ဒီရှမသက်ကဖော်ထုတ်တဲ့အခါမှာဒီအမျိုးသမီးရုတပါနေတယ်ရုတကဣတိလလူမျိုးမဟုတ်ဘူးမောဘအမျိုးသမီးဆိုတော့ဒီနေရာမှာဒီမနေ့ကျွန်တော်ပြောချင်တဲ့အရာကတော့ဖခင်ရဲ့အကြံအစီမှာပါဝင်တဲ့လူတွေကတာမန်အညချရလူတွေတော့မဟုတ်ဘူးတာမန်လူတွေတော့မဟုတ်ဘူးတာမန်လူတွေထက်ထူးခြားတဲ့တာမန်လူတွေထက်ပိုပြီးတော့ထက်မြက်တဲ့အကဲခတ်နိုင်စွမ်းရှိတဲ့တတ္တိရှိတဲ့ရဲရဲနဲ့ပြတ်သားတဲ့ခိုင်မာတဲ့စိတ်ရှိတဲ့လူတွေအများသောအဖြစ်အဲ့ဒီလူပုဂ္ဂိုလ်တွေကျွန်တော်ဒီ series မှာတော့ဒီအမျိုးသမီးတွေကဒီဖျားရဲ့အကြံစီထဲမှာအခန်းကဏ္ဍမှာအမှန်မှကြီးမားတဲ့အခန်းကဏ္ဍမှာပါဝင်ကြတယ်ဆိုတော့ဒီနေရာမှာထပ်ပြီးတော့ပြောခြင်းတဲ့အရာထပ်ပြီးတော့မိမောင်းထိုးပြခြင်းတဲ့အရာကတော့ဒီစွန့်စားရဲတဲ့ဟုတ်လားစွန့်စားရဲတဲ့တစုံတစ်ခုကိုအရင်ပြုရဲတဲ့တတ္တိဒါရဲရဲနဲ့ပြတတ္တိစွန့်စားရဲတဲ့တတ္တိခြေလှမ်းရဲတဲ့တတ္တိဒီအမျိုးသမီးများနော်မီနဲ့ရုသမှာရှိပေမို့လို့ရှိတဲ့အတွက်ကြောင့်လည်းပဲဒီဘုရားရဲ့အကြံစီထဲမှာဒီအမျိုးသမီးရုသဆိုတဲ့အမျိုးသမီးပါဝင်လာဘာမှသူပါဝင်လာစရာအကြောင်းမရှိဘူးတကယ်တော့သူကမောဘအမျိုးသမီးဒါပေမဲ့သူရဲ့ရောက်ခမရဲ့အကဲခတ်နိုင်စွမ်းသူရောက်ခမရဲ့မြင်နိုင်စွမ်းသူရောက်ခမကြီးနော်မီရဲ့အကြံပေးတဲ့ပုံမှာသူကိုယ်တိုင်ကလည်းပဲဒါကိုစွန့်စားရဲတယ်တေးကြတယ်သူရောက်ခမသူချွေးမအဲ့လောက်ထိသူ့ကိုလိုက်လာတယ်အဲ့လောက်ထိသူ့ရဲ့စီမံနေတယ်ဆိုတာသူ့ရဲ့စိတ်ဓာတ်သူ့ရဲ့အတွင်းသဘောသူ့ရဲ့ဇယအကုန်သူလည်းသိရနေမှာပေါ့ဒီနည်းအောင်စလုံးပါပြီးတော့လေဒီတယောက်ကလည်းသူရောက်ခမကြီးကသူ့အတွက်ကောင်းတာဆိုးတာလုပ်စရာအကြောင်းမရှိဘူးသူ့အတွက်ကောင်းတာအကြံစီရှိတယ်ဆိုတာသူဒါလည်းသူရဲရောပုံကရဲတဲ့တတိပုံကရဲတဲ့ဒီစိတ်ရှိတယ်ဆိုတော့ဒီညမှာဒီနှစ်ခုပေါင်းစပ်ခြင်းဒီနှစ်ခုကိုကျွန်တော်မြင်တွေ့တဲ့အခါမှာဒါဒီအမျိုးသမီးတွေကတာမန်အမျိုးသမီးတော့မဟုတ်ဘူးအမျိုးမြင်ရှိတဲ့လူအကဲခတ်ရှိတဲ့လူထိုးထွင်းမြင်တတ်တဲ့လူအဲ့ဒီအမျိုးမြင်ရှိတဲ့လူအကဲခတ်တတ်တဲ့လူထိုးထွင်းမြင်တတ်တဲ့ဟာနဲ့ပဲမပြီးဘူးတော်တော်လေးကိုခိုင်မာနဲ့ဆုံးဖြတ်ချက်ချတယ်ပြတ်သားတဲ့အမျိုးသမီးဖြစ်ကြတယ်ဒါကိုစွန့်စားပြတ်သားတဲ့စွန့်စားတဲ့အမျိုးသမီးဒါတွေကဖျားရဲ့အကြံစီမှာဒါကြီးမားတဲ့အခန်းကဏ္ဍမှာပါကြတယ်ဆိုတာဒါဒီနေ့ဒီကျမ်းအားဖြင့်ကျွန်တော်
ခွန်အားယူဖို့ဖြစ်တယ်အမြင်တစ်ရဖို့ရန်အတွက်ခွန်အားယူဖို့ဖြစ်တယ်ပြန်ပြီးတော့ဒီဂျမ်ပိုက်ကိုပြန်ဖတ်ဖို့ဖြစ်တယ်ဆိုတော့ကြည်ပါကျွန်တော်ရဲ့အသင်းတော်သမိုင်းမှာလည်းပဲဒီလိုမျိုးပဲစွန့်စားရဲတဲ့တတိရှိတဲ့ဒီအမျိုးမျိုးရှိတဲ့ဒါရဲရဲနဲ့ပြတ်သားတဲ့ခိုင်မာတဲ့အမျိုးသမီးရဲ့အခန်းကဏ္ဍတော့ကျွန်တော်ကငင်းလို့မရပါဘူးငင်းပယ်လို့မရပါဘူးဒါကိုဒီနဲ့ဒီကျွန်တော်ဆွေးနွေးနေတာဖြစ်ပါတယ်ဒီ live ကနေနားထောင်နဲ့လာပြီးတော့ဒီပါဝင်ကြတဲ့ဒီဓမ္မမိတ်ဆွေများအားလုံး Facebook မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်နောက်အချိန်ရရင်ပြန်ပြီးတော့နားထောင်မဲ့ဒီဓမ္မမိတ်ဆွေများ Facebook မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ပတ်အစဉ်ချင်းကျွန်တော်ဒီအပိုင်း9ကိုဆက်ပြီးတော့တွားရအောင်ကျေးဇူးများတင်ပါတယ်